ကျွန်တော်နာမည်ကရဲဘော်မင်းထေးလို့ခေါ်ပါတယ်ကျွန်တော်က ABS တဲမှာဘိုးအလုံးစော်ကော်မတီဝင်ဖြစ်လဲတာဝန်ထမ်းဆောင်တယ်လို့နောက်ကျွန်တော်စစ်ကြောင်း3ရဲ့စစ်ကြောင်းမှုဖြစ်လဲကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ်စတော့တူမီနဲ့စခဲ့တာပေါ့ဗျာတော်လိုင်းကြီးကတိုင်းတဖြည်းဖြည်းပြောင်းလဲလာတယ်ပြောင်းလဲလာပြီးမှအခုနောက်ပိုင်းတော့တိုက်ပွဲတွေအများကြီးဝင်လာတယ်ဒါပေမဲ့အခုနောက်ပိုင်းကတိုက်ပွဲတွေကပိုပြီးပြင်းထန်လာတယ်ဆိုတော့အဓိကကတော့စစ်ကောင်စီကဘာလဲဆိုရင်အခုနောက်ပိုင်းကနီးပညာအစစ်မြင့်တဲ့နီးပညာပေါ့နော် drone တွေတော်တော်တုံးလာတယ်ပြီးတော့ခုနပြောလို့စစ်မှုထမ်းဥပဒေတွေနဲ့လူတွေကိုလည်းခေါ်ပြီးမှတောက်လျှောက်ပေါ့နော်တိုက်ပွဲကနောက်ဆုံးပိတ်အနေနဲ့တို့ကလည်းတအားကိုလေချောင်းရောဟလာမြေပြင်ရောတောက်လျှောက်ကတအားကိုမီးုံရမ်းကိုလိုပြောမလဲစစ်ကြောင်းတွေထိုးနေတာပေါ့နော်ဒီအခြေအနေတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲဘော်တွေကတောက်လျှောက်တိုက်ပွဲငယ်အစတုန်းကတော့ဒီလောက်ကြီးကျွန်တော်တို့ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဘူးဒဏ်ရာတွေရခဲ့တာရှိဘူးနောက်ပိုင်းတော့ခုနပြောတဲ့သူတို့ရဲ့အစစ်မြင့်နည်းပညာတွေနဲ့တိုက်ခိုက်လာတဲ့အချိန်မှာကျွန်တော်တို့ရှိမှာကျွန်တော်ရဲဘော်တွေမှာဒဏ်ရာရတာကြာဆုံးမှုတွေရှိလာတယ်ဆိုတော့အဓိကမလိုအပ်ဖက်နဲ့အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတာဘာကြောင့်လဲဆိုတော့ခုနကျွန်တော်တို့ပြန်ကြည့်တဲ့ခါကျတော့ကျွန်တော်တို့မှာမပြည့်စုံမှုတွေရှိတယ်အဲ့တော့ခုနပြောလေကြီးကာတို့လိုမျိုးဟလာပြည့်စုံတဲ့တိုက်ရတယ်ဆိုရင်ကျွန်တော်တို့ရဲဘော်တွေကဘာပဲဖြစ်ဖြစ်ဒီအာနာရှင်ဒီအမြင့်ပြုတ်တိုက်တဲ့တိုက်ပွဲမှာကျွန်တော်တို့ဘာပဲဖြစ်စွမ်းတမ်းတမန်တိုက်နိုင်တဲ့အခြေအနေရှိတာပေါ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်တို့ရဲဘော်တွေတော်တော်များများဒဏ်ရာတွေရတယ်ဟလာကြာဆုံးတဲ့ရဲဘော်တွေလည်းရှိတယ်ဆိုတော့ဒီဟာတွေအတွက်ကျွန်တော်တို့ကအခုဘာဆိုတော့ရဲဘော်တွေကိုထပ်ပြီးမှဟလာထပ်ပြီးမှတဆင့်ပြန်မြင့်ပြီးရဲဘော်တွေကတတ်တည်ပေါ့နော်ဒီတဲ့တက်ပြီးမှတိုက်ပွဲဝင်နိုင်တဲ့စိတ်တွေပို့ပြီးမှပြင်းထန်လာအောင်ပြုလုပ်နိုင်အောင်ဆိုရင်ကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့ကခုနကပြောတဲ့ကြီးကားတွေအုတ်ထုပ်တွေတက်ဆင်ပေးဖို့လိုတယ်ဒါတွေကကျွန်တော်တို့တက်ဆင်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဆုံးဖြတ်ထားတဲ့အတိုင်းပေါ့နော်အားလုံးတန်ထိတ်တန်ချထားတဲ့အတိုင်းဒီနောက်ဆုံးတိုက်ပွဲပေါ့နော်အာနာရှင်ရဲ့ဒီနောက်ဆုံးတိုက်ပွဲမှာကျွန်တော်တို့ပို့ပြီးမှအလုပ်တွေလုပ်နိုင်မယ်ပို့ပြီးမှအာနာရှင်ကိုနောက်ဆုံးမြမမြေပေါ်မှာမရှိတဲ့အထိနောက်ဆုံးမကြံတဲ့အထိကျွန်တော်တို့တွန်းလှန်နိုင်မယ်လို့ကျွန်တော်တို့ကယူဆထားတယ်ဒါကြောင့်မို့ကျွန်တော်တို့အချိန်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကျွန်တော်တို့ရဲဘော်တွေအတွက်ကြီးကားတွေလိုအပ်နေပါတယ်အရေးပေါ်အဲ့ဒီအတွက်ဘိုးဝိုင်းဝန်းပြီးမှညီကြပါလူပေးကြပါနော်ဒီအာနာရှင်တွန်းလှန်ဖို့အတွက်အားလုံးဟလာထောက်ပို့လုပ်တဲ့လူရောရှေ့မှာတိုက်တဲ့လူတွေရောလက်တွဲညီညီနဲ့ကျွန်တော်တို့တွန်းလှန်ကြမယ်ဆိုရင်ကျွန်တော်တို့မကြတော့အချိန်မှာကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီနဲ့လူခွင့်ရေးတွေပြေးသွားတဲ့နိုင်ငံဖြစ်လာဖို့အတွက်ကျွန်တော်တို့တိုက်ပွဲဝင်ဖို့အတွက်ဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်အနေနဲ့အားလုံးကိုမေတ္တာရပ်ခံနေပါတယ်ဗျကျေးဇူးတင်ပါတယ်